စက်ရုံကလာစားကောင်းကောင်းပေးမယ်လို့ကျွန်တော်ပြောတယ်။ပြီးတော့အချိန်မူကြီးတွေလည်းပေးမယ်ပေါ့လေ။ဆိုတော့ကျွန်တော်လည်းစီနီယာပုံအောပြီးတော့ဦးလေးရှိကပတ်စံချီတယ်။ချီပြီးတော့ဒီကိုရောက်အောင်လာခဲ့တာပေါ့။ကျွန်တော်ရဲ့စာချုပ်ပေါ့နော်အလုံးနဲ့ပတ်သက်တဲ့စာချုပ်တစ်ခါမှမြင်မှုပါ။စာရောက်ကြတဲ့သူတို့ကကျွန်တော်မှရှိတဲ့စာရွက်တွေအကုန်တိမ့်သွားတယ်။ရနေနေကြာမှကျွန်တော်လည်းသတိထားမိတယ်။ကျွန်တော်လုံးရှောက်ခဲ့တဲ့အလုပ်နဲ့လက်ရှိလုပ်ရတဲ့အလုပ်ကတခြားစီဖြစ်နေတယ်ပေါ့အဲ့နဲ့ကျွန်တော်ကလည်းအလုပ်ကနေထွက်မယ်လို့ကျွန်တော်ပြောတယ်ပြောတော့အဲ့လိုထွက်မယ်ဆိုရင်ပတ်စံတွေပြန်ပေးရမယ်ပေါ့နော်အဲ့လိုမပေးလို့ကတော့ကျွန်တော်နာမည်ပြည့်စင်းထဲမှာထည့်မယ်လို့သူကကျွန်တော်ကိုပြောတယ်အဲ့ဒါနဲ့ကျွန်တော်လည်းပိတ်မိတယ်လို့ခံစားခဲ့ရတယ်နောက်ပြီးတော့ရွေးချယ်စရာလည်းမရှိပါဘူးအဲ့ဒါနဲ့ကျွန်တော်ဒီဖုန်းနံပါတ်တစ်ခုကိုဖုန်းဆက်ပြီးတော့ကျွန်တော်ဗမာလိုပဲပြောလိုက်တယ်ကျွန်တော်ပြောတာသူတို့နားထောင်ပြီးတယ်ဘလို့ဖြစ်တာလဲဆိုရှင်းပြတယ်ဒါတွေကကျွန်တော်အပြစ်မဟုတ်ဘူးပေါ့နော်နောက်ပြီးတော့ကျွန်တော်အဖော်မင်းနေတာမဟုတ်ဘူးလို့လည်းသူတို့ကပြောပြတယ်အလုပ်သမားတိုင်းဟာဘေးကနေကင်းရှင်းပြီးတော့လုံခြုံတဲ့အလုပ်ပတ်ဝန်းကျင်နဲ့ထိုက်တန်ပါတယ်အနေနဲ့ကြားရောက်နေတယ်လို့ခံစားရရင်ဖုန်းဆက်ပြီးအကူအညီတောင်းလိုက်ပါ